အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တစ်ခါကြော်ပြီးရင်အကြာကြီးထားခံတဲ့မူစီကြော်ကြော်နီးလေးကိုပို့လာမျှဝေပေးတာဖြစ်ပါတယ်တသက်လွတ်လည်းဖြစ်တော့တသက်လွတ်စားတဲ့သူလေးတွေအတွက်လည်းအရန်ကိုအဆင်ပြေပါတယ်ရှင်ကျွတ်လေးနဲ့ကျက်သွမျိုးနဲ့မှုမွေးလေးသိနေပြီးအကြာကြီးအထားခံတဲ့မူစီကြော်လေးကိုပို့နဲ့တူတူကြော်ကြမယ်နော်ပိုးကမူစီကြော်ကြော်ဖို့အတွက်အလွယ်ဝယ်လို့ရတဲ့ငွေနှင်းမှုလေးတွေကိုပဲသုံးထားပါတယ်85ချက်သားလောက်ရှိပါတယ်ရှင်အရင်ဆုံးမှုလေးတွေကိုတသိလေးတွေဖြစ်အောင်နှွှင်းထားလိုက်ပါမယ်လို့ရတာကနည်းနည်းအချိန်ပေးရပေမဲ့တကယ်ကိုစားလို့ကောင်းတာမို့လို့တစ်ခါတော့ကြော်စားကြည့်တင်ပါရဲ့နော်မှုလေးတွေအားလုံးနှွှင်းပြီးပြီဆိုရင်ရေနဲ့တေချာဆေးပေးရပါမယ်ပြီးရင်တော့ရေကိုတက်နိုင်တလောက်ကိုအောင်ညှစ်ပေးရပါတယ်ရှင်ရေဆေးတန်းစင်ထားတဲ့မှုလေးတွေတဲကိုအရသာအတွက်စားလေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့အရသာစိတ်ဝင်သွားအောင်နေထားလိုက်မယ်နော်နောက်ထပ်လိုအပ်တာလေးတွေကတော့ကျက်သွန်ဖြူနဲ့ဂျင်းလေးတွေပါဂျင်းလေးတွေကိုတော့ခက်ရှိရှိလေးပဲလှီးထားလိုက်ပါတယ်ဂျင်းကတော့မကြိုက်ရင်မထည့်လို့ရပါတယ်နော်ဒီမိုစီကျော်ရဲ့အသက်ကတော့ကျွတ်ရမွေးနေတဲ့ကျက်သွန်ဖြူကျော်လေးပဲဖြစ်ပါတယ်ကျက်သွန်ဖြူလေးတွေကိုတော့ဓာတ်ပြိုင်ထားလိုက်ပါတယ်ရှင်မိုစီကျော်ကိုဆက်ဆက်လေးကြော်မှာဖြစ်လို့ငရုတ်တီး6000လေးတွေကိုလည်းသုံးထားပါတယ်ကဲဒါဆိုစကြော်ကြမယ်နော်ကြော်ရဲ့အခါမှာကျွတ်လေးဖြစ်အောင်လို့စီမြမြနဲ့ကြော်ပါမယ်စီပူလာပြီဆိုရင်မှုလေးတွေကိုထည့်ကြော်လိုက်ပါမယ်ရှင်ပိုးကတော့2ဦးခွဲကြော်ထားပါတယ်မှုတွေကရေလေးတွေခန့်တဲ့အထိမီးပြင်းပြင်းလေးနဲ့ပဲကြော်ထားလိုက်မယ်နော်ရွှေရောင်လေးတန်းလာပြီဆိုရင်မီးလျှော်ပြီးမီးအေးလေးနဲ့ပဲဆက်ကြော်ထားလိုက်ပါမယ်ရွှေဝရောင်တန်းပြီးလုံးဝကျွတ်ရတဲ့အထိကြောထားလိုက်ပါမယ်ဒီနေရာမှာသတိထားရမယ့်တစ်ချက်ကကြောတဲ့အခါမှာအရက်မကျွတ်ရင်မိုစီကြောကကြကြအထားမခံပဲပျော့သွားတတ်ပါတယ်ရှင်ကဲခုဆိုရင်တော့ကျွတ်လေးဖြစ်နေပါပြီနော်ကျန်နေတဲ့မိုလေးတွေကိုလည်းဒီတိုင်းလေးပဲဆက်ကြောထားလိုက်ပါမယ်အားလုံးချက်ပြီးဆိုရင်တော့စီးစစ်ပြီးအေးခံထားလိုက်ပါမယ်ရှင်ပြီးရင်တော့လှီးထားတဲ့ဂျင်းလေးတွေထည့်ကြော်လိုက်ပါမယ်သူ့ကိုလည်းကျွတ်တဲ့အထိကြော်ထားပေးလိုက်မယ်နော်ဂျင်းလေးတွေကြော်ပြီးပြီဆိုရင်ဓာတ်ပြိုင်ထားတဲ့ကျက်သွန်ဖြူလေးတွေလည်းထည့်ကြော်လိုက်ပါမယ်မီးကိုတော့အလဲအလက်လေးပဲထားပြီးကြော်ထားပေးလိုက်မယ်နော်ဒီကျက်သွန်ဖြူကြော်လေးကမိုးကြော်လေးနဲ့တွဲစားရင်ကျွတ်မွမွေလေးဖြစ်ပြီးတော့အရန်ကိုလိုက်ဖက်ပါတယ်ကြော်လာလိုက်တာရွှေရောင်လေးတန်းလာပြီဆိုရင်စီးစစ်ပြီးအေးခံထားလိုက်ပါမယ်ပြီးရင်တော့ငရုတ်တီး6000လေးတွေပါထည့်ကြော်လိုက်ပါမယ်ရှင်ငရုတ်တီး6000မတုံးပဲငရုတ်တီးခွဲချက်နဲ့ကြော်လို့လည်းရပါတယ်နော်ငရုတ်တီးခွဲချက်နဲ့ကြော်မယ်ဆိုရင်အခုလိုစီအများကြီးမထည့်ပဲစီနည်းနည်းလေးနဲ့ပဲကြော်ပေးရပါတယ်ငရုတ်တီးကြော်ထားတာလေးတွေလည်းရပြီဆိုတော့ဆဲထုတ်ထားလိုက်ပါမယ်ရှင်ခုနကကြော်ထားတဲ့မိုးကြော်လေးလည်းအင်းနေပြီဆိုတော့သူ့ထဲကိုကျက်သွန်ဖြူလေးတွေလည်းရောထည့်လိုက်ပါမယ်ငရုတ်တီး6000လေးတွေကိုတော့စားရလွယ်အောင်လို့ခက်သေးသေးလေးတွေညှက်ထည့်လိုက်ပါမယ်အားလုံးသမားအောင်ရောပြီးပြီဆိုရင်တော့ကျွတ်ရမွေးနေတဲ့မိုစီရောဆက်ဆက်လေးရပါပြီရှင်
ဒီမိုစင်ကြော်လေးကိုပိုးနီးအတိုင်းကျွတ်လေးဖြစ်အောင်ကြော်ထားမယ်ဆိုရင်တစ်လလောက်ထိထားခံပါတယ်ရှင်ထမင်းပြူလေးနဲ့ပဲတွဲစားမယ်ဆိုရင်တော့လိုက်ဖက်နေပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်အချောက်ချမ်းအနေနဲ့လည်းအထားခံပြီးစားလို့ကောင်းတာမို့လို့တစ်ခါလောက်တော့ကြော်စားကြည့်ကြအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတင်ပေးတာမှာဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်